မေကွန်းတဘဲတတော်ဝါကမျက်စိဖွင့်လျက်သားနဲ့အိပ်ဆက်နိုင်တာလဲငါမေကွန်းနှစ်မျက်စိမမြင်ရပေမဲ့အတန်လိုင်းတွေကိုအသုံးပြုပြီးအမှောင်ထဲမှာကျွမ်းကျင်စွာပြန်တန်းနိုင်တဲ့တတော်ဝါကဘာလဲလင်းတို့မေကွန်း3ကုန်းနေတတော်ဝါတွေထဲမှာအသက်ရှည်ဆုံးဖြစ်ပြီးနှစ်ပေါင်း150ကျော်အထိအသက်ရှင်နိုင်တဲ့တတော်ဝါလိတ်မေကွန်း4ဘယ်ပိုးမွားကအစာရဲ့အရသာကိုနှုတ်ခမ်းနဲ့မဟုတ်ပဲသူ့ရဲ့ခြေထောက်တွေနဲ့အရသာခံတာလဲလိပ်ပြာမေကွန်း5ပင်လယ်တတဝါတွေထဲမှာထူးဆန်းစွာနှလုံး3ခုအထိပါရှိတဲ့တတဝါကရေပွဲမေကွန်း6ဘယ်တရိတ်ဆန်ကကလေးမွေးတဲ့အခါလဲလျောင်းပြီးမမွေးပဲမတ်တက်ရက်လျက်သားမွေးတာလဲတစ်ကလာအုပ်မေကွန်း9ခြေထောက်လေးဖက်လုံးမြေကြီးပေါ်ကကြွအောင်မခုန်နိုင်တဲ့တစ်မျိုးသေးသောနိုတိုက်တတဝါကစင်